Cái chụp cho bị rong cái kia này đó phim hay này cái sản là ngay ra cái kia này chụp vào đấy thì mà chụp chả ra đấy cái số đấy đến này ở Play Store này hay bị xả chi không sorry ba okay Play Store này cái số này bị xả rồi is cái mấy đó rồi okay chỉ đạo gì rồi như này chơi không is W L T O main piara re game web pare game chana ko bhi ra so mi suro Play Store mein download lo ya nai pare okay game ne de chou la me game koဝင်ပြီးတော့ဆိုကျွန်တော်ကကောက်ဖွင့်ပြီးတော့မဟုတ်ဘူးမိတ်ဆွေတို့ကတော့ Google တို့ email တို့နဲ့ဖွင့်လို့ရပါတယ်ဒီကနေ coin တွေယူပြီးမှ game တွေလည်းဆိုလို့ရတယ်လို့ဒီ channel ကိုဖြည်းဖြည်းချင်းရှာကြည့်အောင်ဖြစ်ပါတယ် okay ကျွန်တော်ပြထားတဲ့နေရာမှာ USDT ရဲ့ coin တွေ bonus တွေတက်တာတွေနဲ့ရှာလို့ရပါတယ်ဒီဘက်မှာကျတော့အပေါ်မှာရွှေတက်တာရှိတယ်ဒီစက် coin လေးရတယ်ဆိုဒီဘက်ဒါတော့လေးပဲမြင်တာဖြစ်တယ်ပေါ့နော်ဖြည်းဖြည်းချင်းနဲ့ရှာကြည့်အောင်ဒီမှာခုနရွှေတက်တာတွေကနေရတာတဲ့ +40 ပဲဖြစ်ပါတယ် okay ဒီဘက်ကုန်နေပါမယ်ကျွန်တော်မြင်ပြန်မှာပြတာအများပြထား level အလေးကိုတစ်ချက်နေလို့ပါမယ်နော်ကျွန်တော်ရှာရရပါပြီ diamond တွေနဲ့ဒီမှာတစ်စင်းကြီးအကောင်လေးဝီပြီးတော့ diamond တွေပုံများအောင်လုပ်ရင် coin ရှာရမှာဖြစ်ပါတယ်ကျွန်တော်များပြတာပေါ့နော်ပြေးချင်နေပြီမယ်ရတော့ရင်လည်းတစ်ကောင်နဲ့တစ်ကောင်ပေါင်းလိုက်စမြင့်တော့ဖြစ်ပါတယ်ပြေးချင်းတော့ကြည့်ရမှာကျွန်တော်တစ်ကောင်နဲ့တစ်ကောင်ပေါင်းရနဲ့ရလာတဲ့တိုင်းမုံတွေလည်းမတူတော့ပါဘူးအကောင်မြင့်နေလေစမြင့်နေတဲ့တိုင်းမုံရအများကြီးတွေရှိပါတယ်ဒီမှာအောင်ကျွန်တော်ပြရတဲ့ game တွေကနေ coin အများကြီးရှာလို့ရဖြစ်ပါတယ် game တွေကတော့အများကြီးရှိပါတယ်ဖြည်းဖြည်းချင်းတွားရအောင်နော်ကျွန်တော်နောက်ပိတ်နေရဖြစ်တဲ့အတွက်ဒီမှာဒါကတော့ new page test page ဖြစ်ပါတယ်ရပြတဲ့နေရာနဲ့ကျွန်တော် receive လိုက်ပါမယ်25ရာခိုင်နှုန်းရှိသေးတယ်မှာ95ရာခိုင်100ရာခိုင်နှုန်းပြင်ဒေါ်လာနေရာရမှာဖြစ်ပါတယ် okay ဒီဟာပြရနေယူမှာ daily test ကနေယူရတယ်ကျွန်တော်များပြထားပါတယ် daily test ကနေနေလိုက်ရတဲ့ခုနကကျွန်တော်ယူရတဲ့နေရာကိုရောက်တော့မှဖြစ်ပါတယ်ဒီ daily test တွေပြီးတော့နောက်မှာ lucky win ဆိုတဲ့နေရာရှိပါတယ်နောက်မှာ lucky draw လေးလို့ရပါတယ်ကမ်တင်ဒေါ်လာတွေပေါ်သွားနိုင်ပါတယ် okay နောက်ခုနေပါမယ် library ထဲမှာလည်း game တွေအများကြီးရှိပါတယ်ခုချိန်တဲ့ game တွေဆော်ပြီး coin တွေရှာပြီးတော့ဒေါ်လာလဲလို့ရပါတယ် event မှာကျရင်လူခေါ်နိုင်တဲ့လူကျတော့မှအပေါ်မှာပြထားတဲ့အတိုင်းဒေါ်လာ150ရမှာဖြစ်ပါတယ်လူခေါ်နိုင်တဲ့ရတယ်ဒီပါပဲဒီကတော့နောက်ဆုံးမှာတော့ wallet ဆိုတဲ့နေရာမှာရှိပါတယ်အဲဒီချက်မှာကျွန်တော်မှ 0.01 USDT ပဲရှိသေးတယ် okay ဖြည်းဖြည်းချင်းနဲ့ရှာပါမယ်ဆိုမှချတော့ဒီမှာလဲတဲ့အရာလေးဖြစ်ပါတယ်ကျွန်တော် withdraw ကိုနှိပ်ပါမယ်withdraw sorry ကျွန်တော်များပြန်ပြပါမယ် withdraw ဆိုတဲ့နေရာကိုနှိပ်လို့ပဲဒီမှာ BHP ရဲ့ USDT ရဲ့ရတယ်ပေါ့နော်ဒီရပါတယ်ဒီမှာ 0.1 ဒေါ်လာနဲ့စပြီးထုတ်လို့ရမှာဖြစ်ပါတယ်
ကျွန်တော်မှ0.01ဆိုတော့မရသေးပါဘူး okay ထုတ်လို့မရသေးပါဘူး0.1 ဒေါ်လာပြည့်သွားရင်ကျွန်တော်နောက်ဗီဒီယိုနဲ့တူပတ်စံထုတ်တဲ့အရာကိုကင်းဗီဒီယိုပြန်ရိုက်ပြီးမှပြန်လည်းတစ်ပတ်တင်ဆက်ပေးလို့ဖြစ်ပါတယ်ဒါတော့ရောင်းရခရစ်တိုတွေရောင်းနေရပဲဖြစ်ပါတယ်โอเคကျွန်တော်မူလာနေအောင်ပြန်သွားမယ်ဒီနေ့တော့ဒီလောက်ပါပဲချီရှူကြတဲ့လူတွေကောင်းတော့လည်းချေးလို့ကျင်ပါတယ်နောက်ဗီဒီယိုမှာငွေဘယ်လိုထုံးလဲထုံးနည်းတွေနဲ့ကျွန်တော်0.1 ဒေါ်လာထုတ်ပြတော့မှာဖြစ်ပါတယ်ကဲအားလုံးချေးလို့ကျင်ပါတယ်ချီရှူကြတဲ့သူအားလုံး